ခုလည်းဘာရှာနေရတော့ဦးရဲ့ ဘာရှားမှလဲကွာမင်းကငါဒါသာထွက်ပတ်စံ5သိန်းပြည့်ရမှာတဲ့လားခုမရှိတော့ဘူးကွာဒီနေ့မင်းတို့ထားသေးလား ဒီနေ့ဘာလို့ယူရမှာလဲကိုကြီးကကိုကြီးထားမနေမှာပါတခြားရှားကြည့်ပါဦးကိုကြီးက ယူလိုက်ရင်ကိုကြီးကိုပြန်ပြပါကွာကိုကြီးအဲ့ဒီပတ်စံနဲ့ဒီတန်တက်မှာညီလေးယူလိုက်ဆိုတော့ကိုကြီးဘွေမီပေါင်းကွာ ဘယ်လာကိုကြီးယူရမှာလဲဒီနေ့ငယ်ကလေးကသူများပြည်စီခိုးတာဝတ်တာဝန္ဒနာမမပါလားကိုကြီးစီဆုံးမှာကိုကြီးကလည်း ငါညုံငါယုံနေကွာဘာမှကွာဒီပတ်စံကဘယ်လိုပြတ်သွားမှာဆင်းလို့မရဘူး အော်ဒါနဲ့ကိုကြီးရောမေးပြီလားသူကညညဆိုပလက်တွေဘာတွေသွားနေကြတာ အေးအဲ့ပြောမှန်းကိုကြီးကညတော့ဘလုံးမလောင်းနဲ့ကရီသွားလိုက်နေဒီမှာညီကိုတော့ပဲနေရလေငါညီမယူတော့ကိုကြီးယူကပြုတ်များသွားပြီအဲ့ကိုကြီးကောင်းနေမှာသွားပြီလားဟုတ်တယ်ဟုတ်လားကိုကြီးဘယ်ထားတာလဲထားဟာဘယ်တိုင်းမြေမေးလိုက်ထားတာဘယ် ထားတော့ကွာဆွေးဆွေးတော့ငါပဲကွာအဲ့ဒီတော့ကွာမေးတဲ့ရှိတော့မင်းလေးနားမလဲဘူးလားဒီကျုံမရှိလိုက်တဲ့ကောင်တွေကွာ ဒီကျုံမရှိအောင်မဟုတ်ကိုကြီးညီလေးပတ်စံပြောက်သွားလို့ ဟုတ်တယ် ကျွန်တော်ငါလည်းမဆိုင်ဘူးကွာထားမှလာဖေးမှာပေါ့အေးအမောရကြတယ် လို့အေးဝါမလဲညီလေးပတ်စံဖိုးပြီးငွေတောက်ခါလာတော့ အေးမင်းတို့ပိုက်ဆံကိုငါမယူဘူးလို့မင်းတို့တယောက်လုံးငါဆွဲထိုးလိုက်မလို့အချီကိုစော်ကားနေ ဒီမှာဆိုညီကိုတော့ပဲရှိတာကိုကြီး ဟုတ်တယ်ကိုကြီးဒီမှာလုံးကြီးကံပြီးကိုကြီးတော့ပဲရှိရပြီးတော့ညောင်းလို့ကီရီတော့ဘာသွားတာလက်ပတ်စံတော့ညီလို့ပြော ကြောက်တယ်ဘယ်လိုပေါ့ဒါထင်သေးတာပဲငါလောက်ကမရှိပြီပဲငါတကယ်ချင်းတွေမှာရှိရဲကွာသူတို့ခေါ်လာလို့ငါတော့တော့တာပေါ့ကွာ ကိုကြီးမလိမ့်နဲ့ကိုကြီးတကယ်ကြီးကတော့ငမောလေးပဲ ဟဲ့မင်းတို့ပိုက်ဆံငါမယူဘူးလို့ငါမနခပြောရမလဲချိန်ရမှာကွာငါချိန်ရမှာကွာချိန်နေမိုးချိုးပြစ်ကွာမိုးချိုးပြစ်အော်ရဟိုးရတက်လာဟိုရှာပြောင်းချိန်မယ်ဖျားစုကွာဖျားစုငါချိန်နေတွေ့လားတွေ့ရအောင်ကျင်းလာတော့ရွေးနေတွေ့လားကိုကြီးကဆိုသိချာနေပြီကိုကြီး ဟာဟဲ့မင်းတို့ပိုက်ဆံငါမယူဘူးလို့မင်းတို့ကတော့ကွာတော့ ဒီမှန်ပြောရင်ညီလေးဥက္ကရာတော့တိုင်းမှာနော် တိုင်ကွာတိုင်ငါမယူဘူးဆိုမယူရတတ်တာ ဒါကြီးတာကိုကြီးတော့တိုင်းမလား ကဲပြုံးချူမင်းညီတွေပြောတာဟုတ်လားဖက်နဲ့ကွာကိုညီစီကပတ်စံကိုယူပြီးတော့ KTV ဘာမှကွာဖြောင်းရတယ်လေကွာရက်ကွက်ကကြားရင်လည်းမကောင်းမင်းမရှက်ဘူးလားမင်းက အုတ်ကြီးသူတို့ပြောတိုင်းအုတ်ကြီးရဲ့ယုံသလားအုတ်ကြီးမှစဉ်းစားအောင်လုံးညမရှိဘူးလားကျုပ်ကကျုပ်ညီဘက်တဲ့ကျုပ်ပြန်ခိုးတယ်ရလားအုတ်ကြီး ဟေ့ရမင်းငါ့ကိုဘလို့လာပြောနေလဲလူကြီးကိုလေးလက်စားပြောလေကွာဟဲ့အလူကြီးကွာဒီရုပ်ကငါတက်နာပေါင်းဆိုဖြည့်ရှင်းလာမင်းကမနေမစားမလုပ်နဲ့ရမခိုးဆိုလေမင်းည KTV ဘာဟိုက်သွားဘယ်ကပတ်စံနဲ့ကွာပြောငါ့ကိုပြော အုတ်ကြီးကျုပ်လုံးပြီးရှာလို့ရတဲ့ပိုက်ဆံတွေသွားတာပေါ့ ဟေ့ရမင်းအဖိုးလေးရှောက်ပြောနေစမ်းကွာမင်းအလောက်ကမရှိရငါတယ်မဟုတ်ဒီလောက်ကလုံးတည်းလာနေနေနဲ့ အုတ်ကြီးကျုပ်ကကောင်မလေးရှိရလေကျုပ်ကောင်မလေးလည်းကျုပ်ကိုပေးတာလေ အဖိုးလေးပြောနေစမ်းပါလေကွာမင်းအဲ့ဒါငါ့ကိုပေါ်တင်လေးနေတာကွာမင်းမှာရီးစားမရှိရငါကိုယ်တိုင်သိတယ်မင်းရီးစားမရှိရလေဒီလောက်ကလုံးသိတယ်ဟဲ့အဖိုးလာလို့နဲ့အဲ့ပတ်စံမရရလေလို့ ကဲဗျာအဲ့လိုရှိနေသိနေပြီဆိုလဲပြောမယ် ပြော ဟုတ်တယ်ကျုပ်ညီပိုက်ဆံကျုပ်ယူတာ အေးအဲ့ဒါ အခိုးရမဟုတ်ဘူးနော်အုတ်ကြီးပြည်လဲပြန်ပြီးမှခါ တော်တော့ပါကွာဟဲ့ယူမတော့ခိုးရခေါ်တာတူတူပဲပေါ့ကွာကဲဟဲ့သူလည်းဝန်ခံပြီဆိုတော့မင်းတို့လည်းခြေလိုက်တော့ကဲညီကိုချင်းတွေကွာပြက်တာမဖြစ်တာကောင်းပါလားကွာကြားကြလို့လည်းမကောင်းအဲ့တော့မင်းယူထားတဲ့ပတ်စံတွေကိုငါရှိမှာပဲကလေးတို့ပြန်ပေးလိုက်စမ်းပါကွာနော် ပေးလို့မရတော့ ဘာဖြစ်လို့ မရှိတော့ ဟမ်မရှိတော့ဆိုအဲ့ပတ်စံတွေကဘယ်လိုတော့ဖြစ်မလဲ ကျွန်တော်အဲ့ပတ်စံတွေယူပြီးတော့ညရလေရက်ကွက်ထဲက KTV ဘားမှာတညာတော့ကက်လိုက်တယ်ကုံသွားတယ် KTV တော့မှတော့ခွန်းတဲ့နေစားပါဦးရက်ကွက်က KTV က18ဘယ်လောက် 18တောင်းခွဲ အေးလေအဲ့လောက်ပြောတာဘယ်လိုလုပ်ကုန်ပါလဲကွာ18တောင်းခွဲကွာတညာလုံးဖြုံးမှာအလိုဆုံးကို9000သိန်းပေါ့ကွာအဲ့ဒါကိုမကုန်ဘူးရ အာအုတ်ကြီးရလေကျွန်တော်တချင်းစုံနေမဟုတ်ဘူးလေဟိုဒါလေးနဲ့ဒါလေးတွေလည်းပါပြီးတာဟို ဟောအေးဝိုင်းမင်းတောက်စားတယ်လေထားအောင်ရအောင်အလိုဆုံးကိုကွာတသိန်းခွဲတော့ကွာကျန်တဲ့3သိန်းခွဲကွာမင်းကြီးပြန်ပေးလိုက်စမ်းကွာသနာပါလေ အာအုတ်ကြီးရလည်းခတ်ပြီလေကျွန်တော်ပြောတဲ့ကြတော့ပြင်းနေဆိုရတော့အဲ့မှာကျွန်တော်ဆော်ရပြီးခေါ်လိုက်တာသူ့နာမည်ကျဲစင်းတဲ့ အေးမင်းကောင်မလေးခေါ်တယ်ထားအောင်အလိုဆုံးကွာ2သိန်းပေါ့ကွာမင်းအဲ့တော့မဟုတ်ပါဘူးသနာပါလေကွာမင်းကြီးကိုကျန်တဲ့3သိန်းပေးလိုက်စမ်းပါ နော်ဦးကြီးအဲ့ကျဲစင်းဆိုတဲ့စော်လေးရလေစော်ရမ်းမိုက်တာရောကလည်းချစ်စရာလေးဘော်ရီကလည်းဘာညာတောင်းကျွန်တော်အဲ့ဒါနဲ့မနေနိုင်နဲ့လေကျဲစင်းကိုကျွန်တော်ညှိပြီးတော့ KTV မနေတော့ဘဲနဲ့အပြင်ဟိုတယ်ခေါ်ပြီးတညာလုံးနှက်လိုက်တယ်ပြီးတော့သူ့ကိုပတ်စံပေးရရတယ် ဘယ်လောက်ပေးလဲ 2သိန်းခွဲ ဟာပြုံးချုံမင်းပတ်စံခိုးอ่ะအဲ့လောက်ပြဿနာမကြီးဘူးမင်းငါလိုအုပ်ကြီးကိုလာလိုက်တာတော့မင်းအဖြစ်တော်တော်ကြီးသွားပြီဟဲ့ဒီမှာပြုံးချုံမင်းသိအောင်ငါပြောပြလိုက်ကျဲစင်က9000ပဲရှိတယ်ကွာဟမ် Body, rock your body, rock your body, hypnotic.
Bye.